ရဲစွမ်းတတိရှိတဲ့မြေခွေးလေးဖင်တယ်တစ်ပင်ကြီးတွေမိုးပေါ်အောင်မြင်မာပြီးငှက်ကလေးတွေရဲ့တေးတံတွေတာယာနေတဲ့အေးချမ်းတိတ်ဆိတ်တဲ့တောအုပ်ကြီးတစ်ခုရှိတဲ့ကွယ်အဲ့ဒီတောအုပ်ထဲမှာဖင်နန်လို့အမည်ရတဲ့မြေခွေးလေးတစ်ကောင်နေထိုင်နေဖင်ဟာသူ့အရွယ်နဲ့ဆက်ရင်တေးသေးလေးဖြစ်ပြီးခြေလမ်းတွေကတွက်လက်ပေမဲ့စိတ်ထဲမှာတော့တခုခုဆိုအရန်ကြောက်တတ်ရှာတဲ့သူဟာဘေးကင်းလုံခြုံတဲ့သူ့ရဲ့အိမ်ကူလေးထဲမှာပဲမိသားစုနဲ့အတူအချိန်ဖြုံးရတာကိုနှစ်သက်ပြီးတခြားတိရစ္ဆာန်တွေလိုတတိရှိကျင်လိုက်တာလို့လဲအမြဲတမ်းအိမ်မက်မက်လေးရှိတယ်လေတာယာလှပတဲ့တမနက်ခင်းမှာတော့တောထဲကတိရစ္ဆာန်လေးတွေဟာမြင်နာမှာအစည်းအဝေးလုပ်ကြတယ်ပညာရှိဇီးကွက်ဖွာကြီးအိုလီဗီယာကအရေးကြီးသတင်းတစ်ခုပြောပြတယ်မကြခင်မုန်တိုင်းကြီးတစ်ခုလာတော့မယ်အားလုံးပြင်ဆင်ထားကြနော်လေပြင်းတွေတိုက်ပြီးမိုးတွေလည်းတေးထန်လိမ့်မယ်မြစ်ရည်တွေကြီးလာနိုင်လို့တိရစ္ဆာန်လေးတွေအားလုံးဘေးကင်းအောင်ငါတို့ဝိုင်းဝန်းကူညီကြရမယ်တဲ့တိရစ္ဆာန်လေးတွေအားလုံးကခေါင်းငိတ်လက်ခံကြပေမဲ့ဖင်လေးကတော့စိုးရိမ်တုန်လှုပ်နေတာပေါ့ငါကအာမတန်နဲ့မြေခွေးလေးပဲငါကူညီနိုင်ပါမလားငါကြောက်နေရင်ဘယ်လိုလုပ်မလဲဆိုပြီးတွေးနေရှာတဲ့အဲ့ဒီအချိန်မှာဘေးနားကသူ့မိမိကဖင်လေးကိုအသားအရာတို့လိုက်ပြီးတိုးတိုးလေးကပ်ပြောလိုက်တယ်တတိယပါသားရဲ့တတိဆိုတာအကြီးဆုံးအတန်ဆုံးဖြစ်မှရှိတာမဟုတ်ဘူးကြောက်နေရတဲ့တောင်ကိုလှုပ်တဲ့အလုပ်ကိုပြမြောက်အောင်လုပ်တာဟာတတိပဲတဲ့ဖင်လေးလဲအာတင်ပြီးခေါင်းညိတ်ပြလိုက်တယ်တရိတ်ဆန်တွေအားလုံးအလုတ်ကိုစီလှုပ်ကြတဲ့အခါမှာတော့ဖင်လေးဟာကြောက်ကြောက်နဲ့ပဲမြေကမ်းနားမှာရေကာတာဆောက်ဖို့တကိုင်းလေးတွေလိုက်ကောက်ပြီးကူညီပေးနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဖင်လေးဟာရင်ထိတ်စရာတစ်ခုတွေးလိုက်ရတယ်။အဲ့ဒါကတော့ဘဲမိသားစုလေးဟာအရှိန်နဲ့စီးနေတဲ့မြစ်တစ်ဖက်ကမ်းမှာပိတ်မိနေတာပဲရေစည်းကအယမ်းတန်နေတော့သူတို့ခမများကူးမလာနိုင်ပဲအနည်းနဲ့ရင်ဆိုင်နေရရှာတယ်။ဖင်နယ်ရဲ့ပထမဆုံးတွေးကတော့ထွက်ပြေးဖို့ပါပဲငါမကူညီနိုင်ဘူးမြစ်ကအယမ်းအနည်းများတယ်လို့တွေးမိတယ်။ဒါပေမဲ့သူ့မိမိရဲ့တတိဆိုတာကြောက်နေရတဲ့လှုပ်တင်တာကိုလှုပ်တာဆိုတဲ့စကားကိုပြန်ကြားရောက်လာတယ်။ဒါနဲ့ပဲဖင်ဟာအသက်ကိုပြင်းပြင်းရှူအားတင်းပြီးတခြားတိရစ္ဆာန်တွေစီကိုပြေးသွားပြီးဘဲမိသားစုအကြောင်းအော်ပြောလိုက်တယ်။ကျွန်တော်ကူညီနိုင်မယ်ထင်ပါတယ်လို့သူကတုံရီနေတဲ့အတန်လေးနဲ့ပြောလိုက်တဲ့ဝက်ဝင်ကြီးကမင်းကတေးသေးလေးပဲမြစ်ကအယမ်းကြီးတယ်လို့ပြောပေမဲ့ဖင်ကတော့အလျှော့မပေးပါဘူးကျွန်တော်သေးပေမဲ့စူးစမ်းကြည့်ချင်ပါတယ်တဲ့ဒါနဲ့ပဲစောက်လို့ရေးကျွမ်းကျင်တဲ့ဖြန်လေးတွေရဲ့အကူအညီနဲ့ဖင်ဟာမြစ်ပေါ်မှာခိုင်ခန့်တဲ့တရားလေးတစ်ခုစောက်လိုက်ကြတယ်ရေတွေကတက်လာနေပေမဲ့ဖင်လေးဟာတတိရှိရှိနဲ့ဘဲလေးတွေကိုတရားပေါ်ကနေတကောင်ချင်းစီဘေးကင်းအောင်ဥဆောင်ခေါ်လာပေးခဲ့တယ်လေနောက်ဆုံးဘဲလေးတစ်ကောင်ဘေးကင်းကင်းနဲ့ကူးလာနိုင်တဲ့အခါတောကောင်လေးတွေအားလုံးကဟေးဖင်လေးအောင်မြင်ပြီးမင်းတကယ်တတိရှိတာပဲဆိုပြီးဝမ်းသာအားရအော်ဟစ်ချီးကျူးကြတယ်ဖင်လေးလည်းသူ့ကိုယ်သူအယမ်းကုန်ယူမိသွားတာပေါ့သူသဘောပေါက်သွားတာကတတိဆိုတာမကြောက်တာကိုပြောတာမဟုတ်ဘူးကိုယ့်ရဲ့ကြောက်စိတ်ကိုရင်ဆိုင်ပြီးသူတစ်ပါးကိုကူညီတာကိုသာဆိုလိုတာပဲဖြစ်တယ်အဲ့ဒီနေ့ကစပြီးဖင်လေးဟာဘာကိုမှမကြောက်တော့ဘူးကိုကဘလောက်ပဲတင်းငယ်ပါစေလူတိုင်းရဲ့ရင်ထဲမှာတတိဆိုတာရှိနေတယ်ဆိုတာသူသိသွားပြီလေတခါတရံမှာတင်းငယ်တဲ့ခြေလန်းတလန်းကကြီးမားတဲ့အပြောင်းလဲတွေကိုဖြစ်စေနိုင်ပါတယ်ကွယ်